Hello အားလုံးလည်းမင်္ဂလာပါ YMN Pharmacy Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီမှာဒီနေ့ဆွေးနွေးပြသွားမယ့်အကြောင်းအရာကောင်းစဉ်ကတော့မိမကိုရားရံခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိမကိုရားရံတာတွေအနံဆိုးထွက်တာတွေပြီးတော့ဖြူဘက်တွေဆင်းတာတွေပေါ့နော်ဒါရဆိုရင်ဘာကြောင့်ဖြစ်တာလဲဆိုတော့အကြောင်းရင်း6ချက်ရှိရပေါ့နော်အဲ့6ချက်နဲ့ပတ်သက်ပြီးတော့ကျွန်မကဆွေးနွေးပြသွားမှာဖြစ်တယ်ပေါ့နော်ဒီ video file လေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒီရဲပေါ့နော်ဒီမိမကိုတန့်ရှင်းမှုကအရေးကြီးရပေါ့နော်မိမကိုတန့်ရှင်းမှုမရှိတဲ့အခါမှာဆိုရင်ဘာတွေဖြစ်လာနိုင်လဲဆိုရင်အဲ့လိုရားရံတာတွေအနံဆိုးထွက်တာတွေပြီးတော့အဖြူတွေဆင်းတာတွေပေါ့နော်ဖြစ်လာနိုင်ပြီးတော့ခါကြတော့ကျွန်တော်တို့ဒီနေထိုင်ရတဲ့လူမှုပတ်ဝန်းကျင်မှာဆိုရင်လည်းဒါအဆင်မပြေဘူးပေါ့နော်စိတ်နှောက်ယှက်ဖြစ်စေရပေါ့နော်အဲ့တော့အဲ့မျိုးရားရံမှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေဖြစ်မလဲပြီးတော့အဲ့လိုမျိုးရားရံမှုဖြစ်လာခဲ့ပြီဆိုတော့ဘယ်လိုမျိုးနေထိုင်တဲ့လဲဘယ်လိုစေဝါးတွေနဲ့ပေါ့နော်တက်အောင်လုပ်လို့ရလဲတဘာဝနေလွဲနေဘာတွေရှိမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကျွန်မဒီ video file လေးမှာမိတ်ဆွေတို့အတွက်ပေါ့နော် sharing လေးလုပ်ပေးသွားမယ်ပေါ့နော်အဲ့တော့ပေါ့နော်ဒီမိမကိုရားရံကြီးကိုဖြစ်စေတဲ့အချက်တွေကကြတော့ရား fungal infection တွေကြောင့်လည်းဖြစ်စေရပေါ့နော် fungal infection ဆိုတဲ့အခါမှာဆိုရင်ဒါ yeast infection တွေပြီးတော့ candida ဆိုတဲ့ဒီ fungus တွေပေါ့နော်ဒီပိုးတွေကြောင့်ဖြစ်စေတာပေါ့နော်သူက virus မဟုတ်တဲ့ဒီ candida albicans ဆိုတဲ့ပိုးကြောင့်လည်းဖြစ်တယ်ပေါ့နော်ခံစားနိုင်တဲ့လက္ခဏာတွေကကြတော့မိမကိုတွင်းနဲ့အပြင်မှာရားနေတာပေါ့နော်မခံမရက်နိုင်တော့အောင်ရားနေတာပြီးတော့ဒီအဖြူရောင်ပေါ့နော်အဖြူဘက်တွေပေါ့နော်ဒါတွေဆင်းတာပေါ့နော်ပြီးတော့အဲ့လိုနည်းနည်းပူဆက်ပူလောင်ခံစားမှုမီးအဲ့လိုမျိုးမီးပူနဲ့ထိုးတယ်လို့မျိုးပေါ့နော်ပူဆက်ပူလောင်ခံစားတာကိုဖြစ်စေရပေါ့နော်ဖြစ်စေရဲ့အကြောင်းရင်းတွေကကြတော့ဒီ antibiotic တွေတောက်တာများတဲ့အခါမှာဆိုရင်လည်းဒါဖြစ်စေရပေါ့နော် antibiotic အကိုကဒီတခြားယောဂလက္ခဏာတစ်ခုခုကြောင့် antibiotic တွေတောက်နေရတာမျိုးတွေเนาะပြီးတော့ဒီ steroid တွေတောက်နေရတာမျိုးတွေဆိုရင်လည်းဒါဖြစ်စေနိုင်တယ်ပေါ့နော်ပြီးတော့ဒီအဝတ်အထည်တွေမှာဆိုရင်မတန့်ရှင်းတာတွေတုံးတာပြီးတော့မလျှော်မဖို့ပဲနဲ့ပေါ့နော်ဒီအတွင်းခံတွေကိုမလျှော်မဖို့ပဲနဲ့2ရက်3ရက်စတိုက်ဝစ်တာပြီးတော့တန့်ရှင်းအောင်မထားတာပေါ့နော်အိမ်သာတက်ပြီးတိုင်းအခါတိုင်းမှာတန့်ရှင်းမဆေးကြောတာပြီးတော့ဒီအိမ်သာတက်ပြီးတဲ့အခါမှာဆိုရင်ရေမဆေးတာမျိုးတွေပြီးတော့ရေဆေးပြီးဆိုရင်လည်း6အောင်မတုတ်တာမျိုးတွေဆိုရင်ဒါမှုတွေပေါက်လာနိုင်တယ်ပေါ့နော်ပြီးတော့ခါကျတော့ဒီတကြားတက်များတဲ့အစားအစာတွေကိုစားတဲ့အခါမှာဆိုရင်လည်းဖြစ်စေနိုင်တယ်ပေါ့နော်ဒါမှုကြောင့်ဖြစ်တဲ့မှုကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘက်တီးရီးယားပိုးတွေကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ဘက်တီးရီးယားပိုးကကြတော့ဒီ bacterial vaginosis ဆိုတဲ့အကောင်ကြောင့်ပေါ့နော် vaginal ဆိုတဲ့အကောင်တွေကြောင့်လည်းဖြစ်လာနိုင်တယ်ပေါ့နော်လက္ခဏာအဖြစ်ကလည်းဆောနာက fungal infection ကြောင့်ဖြစ်တယ်လို့မျိုးပဲနာနဲ့အနက်နံနဲ့အဖြူရောင်အနှစ်တွေပေါ့နော်အဲ့လိုမျိုးအဖြူဘက်တွေဆင်းမယ်ရားတာမျိုးတွေဖြစ်လာနိုင်တယ်ပူဆက်ပူလောင်ပေါ့နော်အဲ့လိုမီးစားနဲ့ထိုးတယ်လို့မျိုးပူလောင်ကြီးခံစားရနိုင်တယ်ပေါ့နော်ပြီးတော့ဒီနံပါတ်3အချက်ကကြတော့အဓိကအချက်ကကြတော့တန့်ရှင်းမှုမရှိတာပေါ့နော်ကိုယ့်ရဲ့ဒီအတွင်းခံတွေကိုမလျှော်တာပြီးတော့ဆိုနေတာမျိုးဝတ်တာပေါ့နော်ဥမာအဖြစ်မ6ဖဲနေပေါ့နော်မီးပူမထိုးဘဲနဲ့မ6ဖဲနဲ့ဝတ်တာမျိုးပြီးတော့အများဆုံးအဆောင်တွေမှာဆိုရင်လည်းဒါဖြစ်နိုင်တယ်မှုပေါက်နိုင်တယ်ပေါ့နော်အများဆုံးဆောင်တွေမှာဆိုရင်လည်းအဲ့လိုမျိုးနေရောင်ကောင်းကောင်းမရဘူးနေရောင်ကြောင့်ပိုးမသိသွားနိုင်ဘူးနေရောင်ကောင်းကောင်းမရတဲ့အခါကျတော့ဒီစွတ်နေတဲ့အထည်တွေမှာပိုးတွေဒီ virus တွေ bacteria တွေအားဆိုရင်ဒါကတ်နိုင်နေပေါ့နော်အဲ့ဒါမျိုးတွေကိုကတေချာမ6ဖဲနဲ့မိဘူးတေချာမထိုးဘဲနဲ့ဝတ်ခဲ့မယ်ဆိုရင်လည်းဒါဖြစ်နိုင်နေပေါ့နော်ပြီးတော့ဒီရေမချိုးတာမျိုးပေါ့နော်ရေမချိုးဘဲနဲ့ညစ်ပတ်တာမျိုးနံစော်တာမျိုးအဲ့လိုမျိုးဆိုရင်လည်းဒါပိုးတွေပွားများပြီးပိုးတွေပို့ပြီးတော့ပေါက်နိုင်တယ်ရားတာမျိုးဖြစ်စေနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကိုသုံးရဲ့ပေါ့နော်ဒီ chemical ပစ္စည်းတွေအကြောင်းပေါ့နော်ဟိုဆက်ပြားတွေနော်သုံးတဲ့အခါမှာပေါ့နော်အနံပြင်းတဲ့ဆက်ပြားတွေကိုနဲ့ဓာတ်မတည့်တဲ့ဒီဆက်ပြားတွေ chemical တွေသုံးတဲ့အခါမှာဆိုရင်လည်းရားရံမှုဖြစ်စေနိုင်တယ်ပြီးတော့ဒီမျိုးသမီးတွေပေါ့နော်ဒီဗာလဲဆိုရင်မိမကိုတန့်ရှင်းတယ်ပေါ့နော်ဒီဆေးရည်တွေသုံးတဲ့အခါမှာဆိုရင်လည်းဒါကိုနဲ့ဓာတ်မတည့်တဲ့ပစ္စည်းတွေပါလာခဲ့မယ်ဆိုရင်လည်းရားရံစေတယ်ပြီးတော့အမွှေးနဲ့ဓာတ်တွေသုံးတဲ့အခါပြီးတော့ဒီမိန်းကလေးတွေပေါ့နော်ဒီရာသီလာတဲ့အခါမှာဆိုရင်လည်းအသုံးပြုတဲ့ဒီပတ်ထုတ်တွေအားဆိုရင်မတန့်ရှင်းတာပြီးရက်ကြာနေရပြီးတော့ဒီမတန့်ရှင်းတဲ့နေရာတွေမှာထားမိတာဖုံနေနဲ့အညစ်အကြေးတွေနဲ့အဲ့လိုမျိုးဖြစ်နေရမျိုးအဲ့လိုမျိုးကြားရကနေယူသုံးတာမျိုးတွေဆိုရင်လည်းဒါရားရံနိုင်တယ်ပိုးတွေပေါက်နိုင်တယ်ပေါ့နော်ပြီးကိုသုံးတဲ့ဒီ lotion တွေကဆိုရင်မတည့်တဲ့အခါမှာဆိုရင်လည်းsensitization ဖြစ်စေပြီးတော့ရားရံမှုကိုဖြစ်စေနိုင်တယ်ပေါ့နော်
နောက်တစ်ခါကျတော့အမျိုးသမီးတွေမှာဟော်မုန်းပြောင်းလဲတဲ့အခါမှာဆိုရင်လည်းရရမှုဖြစ်စေနိုင်တယ်เนาะပြီးတော့ဒီရာသီသွေးဆင်းနေတဲ့အချိန်နဲ့ပေါ့နော်မဆင်းခင်အချိန်ဒီမှာဆိုရင်လည်းဟော်မုန်းပြောင်းလဲမှုဖြစ်စေနိုင်တယ်ပေါ့နော်အဲ့ခါကြရင်လည်းကျမတို့ရာရန်မှုကိုဖြစ်စေနိုင်တဲ့ခံစားစေနိုင်တယ်ပြီးတော့ကိုဝင်ဆောင်မိခင်တွေမှာဆိုရင်လည်းဟော်မုန်း changes ကများတယ်ပေါ့နော်အဲ့ခါကျမှကိုဝင်ဆောင်မိခင်တွေဆိုရင်လည်းရာရန်တာတွေအဲ့လိုအဖြူစင်းတာတွေအဖြူဘက်တွေဖြစ်တာတွေဖြစ်စေနိုင်တယ်ပေါ့နော်ပြီးတော့အခါကျတော့ဘောနော်ဒီတွေးဆုံးပြီးတဲ့အမျိုးသမီးတွေပါဆိုရင်လည်း estrogen တွေနည်းလာတာကြောင့်ရာရန်မှုကိုဖြစ်စေနိုင်တယ်ပေါ့နော်ဒါကတော့ဟော်မုန်းကြောင့်ဖြစ်တဲ့ရာရန်မှုပေါ့နော်ဒီရန်နဲ့တဆင်ကုသနိုင်တဲ့ယောဂတွေတခြားယောဂတွေကြောင့်လည်းနားရနိုင်တယ်ပေါ့နော်ဥပမာအဖြစ်ဒီ trichomoniasis ဆိုတဲ့ယောဂပေါ့နော်သူကကျတော့အဲ့လိုစက်ညစ်ဘက်လင်ကနေတဆင်ကုသနိုင်တဲ့ယောဂပေါ့နော် sexually transmitted infection တစ်မျိုးပဲပေါ့နော်trichomonas vaginalis လို့ခေါ်တယ်ပေါ့နော်သူကဒီ protozoa parasitic protozoa ကြောင့်ဖြစ်တာပေါ့နော်သူကတော့ပုံမှန်အားဖြင့်အမျိုးသမီးတွေမှာကိုဖြစ်နိုင်ပေမဲ့အမျိုးသားတွေကိုကုသနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီအမျိုးကိုရဲ့ဒီလိင်ဆက်ဆံဘက်ကနေပြီးတော့ကုသနည်းပေါ့နော်သူကကြတော့လေအမျိုးသမီးတွေမှာဆိုရင်အနံ့ဆိုပြီးတော့အစိမ်းအမဲရောင်ပေါ့နော်အယောင်နေသွားတယ်ဆင်းတယ်ပေါ့နော်ပြီးတော့ဒီရားရံနဲ့ရားတယ်ပေါ့နော်ဒီမခံမရက်နာတဖြည်းဖြည်းနဲ့နာကျင်တာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ပစ္စည်းသွားတဲ့အခါမှာဆိုရင်လည်းနာကျင်တာဖြစ်တယ်ပြီးတော့ဒီလိန်ဆက်ဆံတဲ့အခါမှာဆိုရင်လည်းနာကျင်မှုခံစားရနိုင်တယ်ပေါ့နော်ပြီးတော့ဒီအောက်ပိုင်းဘိုက်ပေါ့နော်ဒီ lower abdominal discomfort ဆိုတာကြောင့်ဒီဘိုက်အောက်ပိုင်းမှာနည်းနည်းမအိမသာဖြစ်တာနည်းနည်းအောင့်နာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပဲအမျိုးသားတွေမှာဆိုရင်လည်းဒီခံစားရတဲ့လက္ခဏာတွေရှိတယ်ပေါ့နော်ဒါကတော့ဒီလက္ခဏာတွေကြောင့်လည်းကျမတို့ရာရန်စေနိုင်တယ်ပေါ့နော်နောက်ထပ်ယောဂတစ်မျိုးကကြတော့ဒီ gonorrhea ဆိုတဲ့sexually transmitted ဒီ infection မျိုးဖြစ်တယ်ပေါ့နော်ဒီ gonorrhea ဆိုတဲ့ယောဂကြောင့်လည်းရာရန်စေနိုင်တယ်ပေါ့နော်သူကကြတော့ဒီ bacteria ပိုးမွားကြောင့်ဖြစ်တာပေါ့နော် Neisseria gonorrhoeae ဆိုတဲ့အကောင်ကြောင့်ပေါ့နော်သူကဖြစ်တဲ့ယောဂပေါ့နော်သူကလည်းအဲ့လိုအမျိုးသားအမျိုးသမီးရောဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလိင်ဆက်ဆံခြင်းကနေပြီးတော့မှကူးစက်နိုင်တယ်เนาะအကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကနေကူးစက်နိုင်တယ်ပေါ့နော်အမျိုးသမီးတွေမှာဆိုရင်လည်းအဲ့လိုပဲအဖြူရည်ဆင်းတယ်ပြီးတော့အနံ့ဆိုးတယ်စီးသွားတဲ့အခါမှာပူဆက်ပူလောင်ဖြစ်တယ်ရမ်းနာတယ်ပေါ့နော်ဒီဘိုက်အောင်ပိုင်းနေနာတယ်လိင်ဆက်ဆံတဲ့အခါမှာနာတယ်ဒါမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အမျိုးသားတွေမှာဆိုရင်လည်းဒီလိုမျိုးပဲလိင်ဆက်ဆံတဲ့ဒီစီးသွားတဲ့အခါမှာဆိုရင်သူတို့နာတယ်နောက်တစ်ခါကျတော့အဲ့လိုဒီဖြူဘက်တွေဆင်းတာမျိုးတွေပေါ့နော်ပြင်လိုမျိုးဒီအစိမ်းရောင်ပေါ့နော် green patch လိုမျိုးဆင်းတာမျိုးတွေလည်းဖြစ်လာနိုင်တယ်ပြီးတော့ဒီ chlamydia ဆိုတဲ့ပေါ့နော်ဒီ chlamydia ဒီ trichomatic ဆိုတဲ့ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်တဲ့ဒီ STI ယောဂကကြတော့လေအမျိုးသမီးတွေရောအမျိုးသားတွေမှာရောဖြစ်စေနိုင်တယ်ပေါ့နော်သူကကြတော့လေအဲ့လိုမျိုးပဲရာရန်စေနိုင်တယ်အနက်နေဆင်းတယ်ပေါ့နော်ဒါသူ့ရဲ့ဒီယောဂကြောင့်ဖြစ်တဲ့ဒီပေါ့နော်ယောဂတွေကြောင့်လည်းဒီ sexually transmitted infection တွေကြောင့်လည်းရာရန်မှုကိုဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့ပေါ့နော်ဒီလိုမျိုးရာရန်မှုတွေကိုဖြစ်လာစေခဲ့ပြီဆိုရင်ပေါ့နော်ဘာတွေလုပ်သင့်လဲဆိုရင်ကိုဖြစ်လာတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့အရင်ဆုံးရှာရမယ်အရင်ဆုံးသိရမယ်ပေါ့နော်ဒီမှာရမယ်ကိုကတန်ရှင်းမှုလိုအပ်နေရဆိုရင်လည်းအများတန်းပေါ့နော်တန်ရှင်းအေးမြောင်နေမယ်ပြီးတော့ဒီအဝတ်တွေဆိုရင်လည်းလျှော်မယ်တခြားလျှော်မယ်6တွေ့အောင်လျှော်မယ်ပေါ့နော်ပြီးတော့ဒီနေပူထဲမှာနေရဲ့အပူရောင်နေအလင်းရောင်ရဲ့အပူချိန်နဲ့6အောင်လုပ်မယ်ပြီးရင်အဲ့လိုတန်ရှင်းအောင်ထားမယ်အများတန်းပေါ့နော်ဒီနေတိုင်းအနည်းတစ်ထည်ပုံမှန်လင်းမယ်ပေါ့နော်မရှုံရသေးတဲ့အဝတ်ကိုဓာတ်6ဝတ်တာမျိုးတွေအားဆိုရင်အစင်မပြေဘူးအများအားတစ်နေ့နေတိုင်းပုံမှန်အဝတ်စားတွေကိုရှောင်မယ်တန့်ရှင်းလုပ်မယ်ပေါ့နော်ပြီးတော့ခါကြတော့ဒီအနံပြင်းတဲ့စပြားတွေကိုပတ်တင်မသုံးပေါ့နော်ကိုယ်နဲ့မတည့်တဲ့ပတ်တင်ပေါ့နော်ပြီးတော့ဒီအနံစပြားတွေကိုမသုံးနဲ့ဒီunderwear တွေဆိုရင်ကိုယ်နဲ့တည့်တင့်တော်တဲ့ဒီ underwear တွေပဲသုံးမယ်ပေါ့နော်တကယ်လို့ရားရဲ့နေတာကမတက်တာဘူးဆိုရင်တော့ဘာလို့တင်လဲဆိုရင်ဆေးဆိုင်ကိုသွားမယ်ပေါ့နော်ဆေးဆိုင်သွားပြီးတော့ဒီ antifungal cream ကြောင့် antifungal ကြောင့်ဖြစ်တယ်ဆိုရင် antifungal cream တွေเนาะ bacteria ကြောင့်ဖြစ်တယ်ဆိုရင်ဒါ bacteria နဲ့ပတ်သက်တဲ့ပေါ့နော်ဒီ antibiotic တွေเนาะအဲ့ဒါမျိုးတွေအကြံဉာဏ်ကုသမှုခံယူမယ်ပေါ့နော်ရာရန်မှုအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီ fungal ကြောင့်ဖြစ်တဲ့ဆေးတွေဆိုရင်တော့ဘာတွေသုံးလို့ရလဲဆိုတော့ဒီ clotrimazole လို့เนาะ miconazole cream လို့ပြီးရင်fluconazole cream လို့ဒါတွေက
သုံးလို့ရတယ်เนาะ metro antibiotic တွေမှာဆိုရင်တော့ကျွန်တော် metronidazole tablet တွေclindamycin vaginal cream တွေသုံးလို့ရတယ်ပေါ့เนาะဒါပေမဲ့ဒီပိုးသက်ဆေးတွေဆိုရင်တော့တောင်းရတော့မယ်ဆိုရင်တော့ကျွန်တော်တို့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းပေါ့เนาะဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ပဲသုံးစွဲသင့်တယ်เนาะတစ်နေ့ကိုပေါ့เนาะဒီတောင်းရမယ့် dose ပမာဏတောင်းရမယ့် duration ပေါ့เนาะဒီတောင်းရမယ့် milligram ဒါမျိုးတိတိကျကျတောက်သင့်တယ်နော်မဟုတ်ရင်ဒါစီးရင်သွားတာစီးရင်ပါမှုဖြစ်လာနိုင်ပြီးတော့နောက်ထပ်ယောဂါဖြစ်တဲ့အခါမှာဆိုရင်လည်းမကြောက်တော့တာဒီစီးနဲ့မတိုးတော့တာเนาะတခြားစီးတစ်မျိုးရှာရတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲဒါကြောင့်လို့ကျမတို့ဘာလို့ပြင်လဲဆိုရင်ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ပဲပို့သက်စီတောင်းမယ်ဆိုရင်တော့တောင်းရမယ်ပေါ့နော်ဒီနေရာကြောင့်ဖြစ်တယ်ဆိုရင်တော့ကျမတို့ antibiotic တွေသုံးရမယ်ပေါ့နော်သုံးရမယ်ဆုံးဖြတ်ကြောင့်ဖြစ်တာမျိုးဆိုရင်တော့ဒီ clotrimazole cream တို့ဘာလို့သုံးရမလဲသူရဲ့ဆေးရုံအတိုင်းเนาะဒီဘက်နှစ်ဘက်အထိဒါအသေးချာလေးသုံးပြီးတင်တယ်ပေါ့เนาะဒါကြောင့်ဘာမှတာပေါ့เนาะထပ်ပြန်ဖြစ်တာမျိုးတွေကိုဒါကောက်ခဲ့နိုင်မှာဖြစ်တယ်ပေါ့เนาะမဟုတ်ရင်ကိုကတောက်လိုက်တယ်တရက်နှစ်လောက်သုံးလိုက်လို့ပျောက်သွားပြီးတော့ဆေးကိုစမသုံးတော့ဘူးဆိုရင်လည်းဒါဆေးမတိုးတော့တာဆေးရင်ပါတာကြီးဖြစ်လာနိုင်တာမျိုးဖြစ်တဲ့အတွက်ပေါ့နော်ဒီဘက်မှာရေးထားတဲ့ဆေးမျိုးအတိုင်းကကျမတို့အပြည့်အဝသုံးနေတယ်ပေါ့နော်ဒါမှမဟုတ်လည်းဆရာဝန်ညွှန်ကြားချက်နဲ့တောက်သုံးတာမျိုးလိမ့်တာမျိုးလုပ်ပေးတယ်ပေါ့နော်ပြီးတော့ဒီအလံပြင်းနဲ့ဒီစက်ပြားကြီးအကြောင်းဖြစ်တာမျိုးဆိုရင်တော့ဒါကိုနဲ့မတိုးတဲ့စက်ပြားကြီးမတိုးဘူးเนาะအလံမပါတဲ့ဒီ baby line လို့စက်ပြားမျိုးတွေသုံးတာမျိုးလုပ်မယ်ပြီးတော့ရေချိုးပြီးအခါမှာဆောက်တွေ့အောင်ထားမယ်ပြီးတော့အိမ်သာသက်ဒီအခါတိုင်းမှာဆောက်တွေ့အောင်ထားမယ်တန့်ရှင်းလုပ်မယ်ပြီးတော့6အောင်အဝေးချောင်းနဲ့တုတ်တာမျိုးတွေတန့်ရှင်းတဲ့အဝေးချောင်းနဲ့တုတ်တာမျိုးတွေလုပ်ပေးရမယ်เนาะဒီလိုလို့ပေါ့နော်ဒီပိုးသက်ဆေးရုံသုံးချင်မှု elephant ကလေးမသုံးချင်ဘူးဆိုရင်လည်းတဘာဝနည်းလမ်းအတိုင်းလုပ်လို့လည်းရတဲ့နည်းရှိရပေါ့နော်ဥပမာအဖြစ်ရေချိုးတဲ့အခါမှာဆိုရင်ဒါတမယာတီးတို့เนาะတမယာရေတို့เนาะပြီးတော့ဒီပန်းတီးရေတို့အနေနဲ့ရောပြီးတော့ပေါ့နော်ဒါလို pH ဘယ်လောက်ပြန်ပြီးတော့ညှိပေးတာပေါ့နော်သူတို့တွေကိုဒီ acid တွေပါတဲ့ပေါ့နော်ဆေးတွေသုံးပြီးတော့ pH ဘယ်လောက်ကိုပြန်ပြီးတော့ညှိပေးလို့ရတယ်ပေါ့နော်အဲဆိုရင်လည်းဒါအနေနဲ့ရမှုတော့တက်တာစီမှာပဲဖြစ်တယ်ပေါ့နော်ပြီးရင်ဒီ ODC ပေါ့နော် ODC လဲငယ်ဆိုရင်လည်းဒါအေးလာစီရဲ့ပြီးတော့တက်တာရမှုကိုတက်တာစီရမျိုးရဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့အခုပြောတဲ့တော့ဒီအချက်တရားကတော့မှာဒီရားရမှုကိုဖြစ်စေရဲ့မိမကိုရားရမှုကိုဖြစ်စေရဲ့အကြောင်းရင်းတွေပြီးတော့အနံ့ဆိုးထွက်တာတွေကဘာကြောင့်ဖြစ်တာလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြပြီးသွားတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ပေါ့နော်ကိုဟာပေါ့နော်ဘလို့အကြောင်းကြောင့်ဖြစ်တာလဲဆိုတာကိုတကယ်လို့ကိုမှာပေါ့နော်ဒီလိုမျိုးရားရမှုဖြစ်ခဲ့ပြီဆိုရင်လည်းပေါ့နော်ကိုကဘာကြောင့်ဖြစ်တာလဲဘယ်အချက်ကြောင့်ကိုဖြစ်တာလဲဆိုတာမျိုးဒါသိရှိနိုင်ကြမှာပဲဖြစ်တယ်ပေါ့နော်ဒီမှန်မှန်ကန်ကန်သိရှိသွားပြီဆိုရင်ဖြစ်ရတဲ့လက္ခဏာအကြောင်းရင်းကိုလည်းကျွန်တော်ပုံမှန်ကိန်းနဲ့ကုသနိုင်မှာပဲဖြစ်တယ်ပေါ့နော်အကြောင်းရင်းတွေကအများကြီးဖြစ်တဲ့အတွက်ဖြစ်စေနိုင်တာဖြစ်တဲ့အတွက်ကိုဘာကြောင့်အကြောင်းရင်းဘာကြောင့်ဖြစ်မှန်းလည်းမသိပဲနဲ့ပေါ့နော်ဆေးတို့ရင်းပြီးတော့သုံးနေခဲ့မယ်ဆိုရင်လည်းဒါအနာကတက်တာမှာမဟုတ်ဘူးလက်ရှိဖြစ်နေတဲ့ယောဂါဖြစ်နေတဲ့အခြေအနေကတက်ပြောက်ကင်းတက်တာမှာမဟုတ်ဘဲနဲ့ပို့ပြီးဆိုးသွားနိုင်တာဖြစ်တဲ့အတွက်ပေါ့နော်အခုဒီ profile လေးကိုကြည့်ခြင်းအားဖြင့်မိတ်ဆွေတို့အတွက်အကျိုးတစ်စုံတရာရရှိသွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီမိမကိုရရင်ခြင်းနဲ့ပတ်သက်တဲ့ပေါ့နော်အချက်တွေကိုဒါသိရှိသွားစေနိုင်မှာပဲဖြစ်တယ်ပေါ့နော်ဒီ profile လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျမရဲ့ channel လေးကိုလာရောက်ပြီးတော့ဒီအားပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ပေါ့နော်ကျမကဒီဘူးတူတာရရှိစေမယ့်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ channel လေးကို subscribe လေးလုပ်ထားပြီးတော့ဗီဒီယိုလေးတွေကိုလည်းစောင့်ပြီးတော့ကြည့်ရှုပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်